ဘော်ဘီဆော့ဆိုင်ရဲ့တခြင်းတဲ့ကြောင့်လူရှိထက်ကတောင်းပန်ခဲ့ရတဲ့အမှုပညာရှင်များမင်္ဂလာပါရှင်မက်ရှလာပထမပတ်အတွင်းမှာလူစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ Hip Hop အမျိုးသမီး rapper အဆိုတော်တူဖြစ်တဲ့ Bobby Sosa ကနာမည်တက်ပြီးပြောပိုင်ခွင့်မရှိလို့ရေးဆက်သည်ဆိုလိုက်ပေမဲ့သက်ဆိုင်သူအပေါင်းကတော့မဖုံးနိုင်မဖိနိုင်တော့ပဲတရားဝင်ဝန်ခံခဲ့ရပြီးစင်ချင်နေထိုင်တော့မှာဖြစ်ပါကြောင်းကတိစကားတွေဆိုလာပြန်တဲ့အမှုပညာရှင်တွေကိုပြောပြပါမယ်2025ခုနှစ်မတ်လ2ရက်နေ့ညပိုင်းမှာ Bobby Sosa ကနာမည်တက်ပြီးပြောပိုင်ခွင့်မရှိတဲ့ချင်းသစ်ကို Facebook, YouTube မှာတပြိုင်နက်တင်ခဲ့ပြီးတဲ့နောက်မနေ့ပိုင်းအတွင်းကြည့်ရှုသူမီလီယံချီရရှိခဲ့က3ရက်အတွင်း Facebook အကောင့်မှာကြည့်ရှုသူ12သန်း YouTube အကောင့်မှာ9သန်းနီးပါးအထိရရှိခဲ့ပါတယ်ရှင်။ Hip Hop blogger ရဲ့စံပြဆုံတွဲဖြစ်ခဲ့တဲ့လွမ်းပိုင်နဲ့ Bobby Sosa တို့လမ်းခွဲပြတ်ဆဲမှုဖြစ်စဉ်နောက်ကွယ်မှာနန်စီဒီဆိုကတရားခံမဟုတ်ခဲ့ပဲနော်ဖောရဲ့ထားရဲ့လူမှုရေးစီးမဆောင်ထိန်မှုအပါအဝင်ချစ်သူမိန်းကလေးပေါ်မှာလွမ်းပိုင်ရဲ့တစ္ဆာတရားဖောက်ပြားမှုတွေကြောင့်ဖြစ်ကြောင်းနဲ့ပတ်သက်ရင်နာမည်တက်ပြီးပြောပိုင်ခွင့်မရှိတဲ့ချင်းကတိတာစွာထင်ဟပ်စေခဲ့ပါတယ်။လွမ်းပိုင်နဲ့နော်ဖောရဲ့ထားတို့ကယနေကဒန်တာရီဇလန်တွဲမှာပါဝင်တရုတ်ဆောင်ရမှလုပ်ငန်းခွင်ပြင်ပမှာပါတရုတ်ဆောင်ပြီးပြင်လွန်ခဲ့ကြပုံပေါ်ပါတယ်အချိန်ကာလအပိုင်းခြားတစ်ခုထိဖုံးဖိနိုင်ခဲ့ကြပေမဲ့Bobby Sosaတခြင်းတက်ထွက်တဲ့အချိန်မှာတော့နာမည်တက်ပြီးပြောပိုင်ခွင့်မရှိတဲ့ခြင်းတိတ်ပဲကချစ်သူနှစ်ဦးကြားသစိမ်းတယောက်အကွက်ကြကြဝင်ရောက်လာပုံကိုပညာသားပပထည့်သွင်းရေးသားသည်ဆိုဟန်တက်ရောက်ခဲ့ပါတယ်ပရိသတ်တွေကတော့ကနဦးမှလွမ်းပိုင်နဲ့လက်ရှိကျိတ်ပုံတွဲခုတ်နေတဲ့နန်းဆွေဒီဆိုကိုခေတ်စကားအရစနိုက်ကျော်သူအဖြစ်ထင်မြင်ခဲ့ကြပြီးဝေဖန်ခဲ့ကြတယ်။ဒီဖြစ်စဉ်မှာလွမ်းပိုင်ကစနိုက်ကျော်သူမျိုးသမီးကလက်ရှိရေးစားမဟုတ်ကြောင်းသက်သေပြချင်တာကြောင့်အကြောင်းပြချက်တစ်ခုပေးက၎င်းနဲ့လူမှုရေးဖောက်ပြခဲ့သူကရုပ်ရှင်တရုပ်ဆောင်တော်ဖော်ရထားတာဖြစ်ကြောင်းကိုအနံပေးနေတဲ့ရုပ်သံဖိုင်နယ်တစ်ခုအပူတွဲဖော်ပြခဲ့ပါတယ်။စနိုက်ကြော်ခဲ့တဲ့နော်ဖောရဲ့ထားလဲဝေဖန်ဆဲဆိုရှုံးချခြင်းခံရယုံသားမကကိုရိုင်းလဲပါဝင်ပတ်သက်ကျူးလွန်ခဲ့သူ73နှစ်နီးပါးတိဆောက်ခဲ့တဲ့ relationship အပေါ်မှာသစ္စာဖောက်ပြန်ခဲ့တဲ့လွှမ်းပိုင်ကိုလည်းလူအများကယွန်ရှာဆက်ဆုပ်ကြပြီးတော့ဆယ်စုနှစ်ချီအမျိုးသားတဦးကိုသာယုံကြည်ပေးဆက်ခဲ့ရတဲ့ Bobby Sosa အတွက်နောက်ဆုံးရလက်သစ္စာဖောက်ခံရခြင်းအတွက်ဂီတအနုပညာလောကအပါအဝင်သူမရဲ့ပရိသတ်တွေကဂီယူနာပိုးလျက်ရှိနေကြပါတယ်ရှင်သူတို့နှစ်ဦးရဲ့လူမှုရေးဖောက်ပြန်မှုဖြစ်စဉ်တွေကိုဖော်ထုတ်သူကကာယကံရှင်လွှမ်းပိုင်ကိုယ်တိုင်ဖြစ်နေတာကြောင့်လွှမ်းပိုင်ယောက်ျားမဆက်တဲ့လုပ်ရက်ကိုလည်းရှုံချခဲ့ကြပြီးနော်ဖောကလည်းတငယ်ချင်းချစ်သူဆောင်တွေကြောင့်အရင်ကတည်းကအချောင်းဝင်ကပြိုကွဲအောင်စနိုက်ကြော်ခဲ့သူဖြစ်ကြောင်းတပ်သေးတွေနဲ့တကွဖော်ကောင်းလုပ်ခံခဲ့ရပါတယ်နော်ဖောရဲ့ထားကနော်ဖောရဲ့မစင်းစားမစင်ချင်ပဲမှားခဲ့တဲ့အမှားကနေသင်ခန်းစာတွေလည်းအများကြီးရခဲ့ပြီးမို့ရှေ့ဆက်အကောင်းဆုံးစူးစမ်းနေထိုင်နေပါပြီအစားရှိရဲ့စာသားတွေရေးသားက73နှစ်ကြာခိုင်မြဲစွာတည်ဆောက်ခဲ့တဲ့ချစ်သူဦးကသူ့ကြောင့်ပြိုကွဲသွားခဲ့တာမှန်ကန်ကြောင်းတွေ့ဝိုက်ကဝန်ခံခဲ့ပြီးတော့သူ့ရဲ့အပြုမှုအတွက်ဆင်ခြင်နေကြောင်းဆိုထားပါတယ်အနုပညာတရုပ်ဆောင်မှုထိတွေ့မှုတွေရဲ့နောက်ွယ်မှာဖောက်ပြားမှုတွေကတွန်တွဲကဲ့ရဲ့ရှိနေကြပြီးတော့မင်းသားဒါရိုက်တာထုတ်လုပ်သူတွေပါပဲလောက်ခိုင်းမင်းသမီးဖြစ်ဖို့ဆိုရင်အားလုံးလုပ်ပါမယ်ဆိုတဲ့တက်သစ္စာတရုပ်ဆောင်တွေလည်းရှိသလိုစီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့အသုံးတော်ခံဖြစ်လဲလုပ်ပါမယ်ဆိုသူတွေလည်းပေါ်များလာတာဖြစ်ပါတယ်ပြောင်းလဲတိုးတက်လာတဲ့ခေတ်အခြေအနေမှာတော့သူတို့ရဲ့လူမှုရေးစီးမဆောင်ထိန်မှုသတင်းတွေကထိန်ချုပ်ဖုံးဖိလို့မရတော့ပဲလူအများထံပြန့်နှံ့လွယ်ကူလင်းမြန်လာရခြင်းမျိုးလည်းဖြစ်နေပါတယ်ရှင်ဒီလိုဖြစ်စဉ်တွေကအနုပညာလောကသားတွေအတွက်ထမင်းစားရေတောက်လိုကိုဖြစ်နေပြီလို့ယူဆရပါတယ်